ယခုတင်ဆက်ပြတာကပြပေးနေ
ပြိုလေးများရဲ့အကအလှလေးပဲဖြစ်ပါတယ်ရှင်သူတို့ကိုလည်းလက်ခုပ်ဩဘာသံလေးချင်းမြင့်ပေးနိုင်ပါတယ်ရှင်